မင်္ဂလာပါနော်ဒီတော့ကျွန်တော်ပြပြပေးချင်တာကတော့ဒီကြားဖြန့် online game ပညာတွေကိုလက်ခံပြီးတော့ကမ္ဘာအချမ်းသာဆုံးအဆင့်3နေရာနေပြီးတော့အဆင့်6ရောက်သွားတယ်ကျွန်တော်တို့ရဲ့ဒီ Facebook CEO စကဘာအကြောင်းလေးပေါ့နော်ဒီသတင်းကိုတော့ကျွန်တော် writer သတင်းဌာနကနေပဲရေးသားထားပြီးတော့ပေါ့နော်သူတို့နေရေးသားထားတာတော့ပေါ့နော်ပြီးခဲ့တဲ့ရက်ပိုင်းကပဲကျွန်တော်တို့ဒီ Meta platform နေပြီးတော့ဒေါ်လာဘီလီယံပေါင်းများစွာရရှိခဲ့ပြီးဒီရရှိခဲ့တဲ့ဒီဘီလီယံပေါင်းမြောက်များစွာကလည်းကျွန်တော်တို့ scammer ATS ပေါ့နော်ဒီကြားဖြန့် game တို့ casino slot game တွေပြအတိအကျရတယ်ဆိုပြီးတော့ဒီ writer သတင်းဌာနရေးသားထားတယ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီး Meta ပဲကနေပြီးညင်းဆိုထားခြင်းမရှိခဲ့ဘူးဆိုပြီးမြဲလည်းသူတို့ပဲနေပြီးတော့ပေါ့နော်တရင်ဌာနရေးထားတဲ့ငွေပမာဏအရန်များတဲ့ပမာဏဖြစ်တယ်ဆိုပြီးသူတို့ပြန်ပြောထားတာရှိတယ်ပေါ့နော်အဲ့ဒီအတွက်လည်းသူတို့အနေနဲ့ပေါ့နော်ဒီ Meta အနေနဲ့လည်းဒီလောင်ကစားကျညာဂိမ်းတွေကိုလည်းသူတို့ဒီပြင်းပြင်းထန်ထန်သူတို့နှိမ်နေနေတယ်ဆိုပြီးတော့လည်းသူတို့ပြန်ပြောထားတယ်ပေါ့နော်ဘာပဲဖြစ်ပေါ့နော်ဒီကြားဖြတ်ကြရဲ့ကြောင့်ဒီ Meta ရဲ့အစုရှယ်ယာတွေကကျဆင်းသွားပြီးတော့ဒီကျွန်တော်တို့ရဲ့ Facebook CEO မတ်ဆူကာဘာဟာလည်းသူတရက်ထဲကိုဒေါ်လာ9ဘီလီယံတော့သူဆုံးရှုံးသွားပြီးကမ္ဘာအဆင့်အချမ်းသာဆုံးကမ္ဘာအချမ်းသာဆုံးအဆင့်3နေရာနေပြီးတော့သူအဆင့်6နေရာကိုရောက်သွားတယ်ပေါ့နော်ဒီတင်ကတော့ကျွန်တော်ဒီ writer သတင်းဌာနကရေးသားတဲ့ဟာကိုကျွန်တော်ပြန်လေကိုးကားထားတာပြပြီးတော့မိတ်ဆွေတို့ရဲ့ဒီ match check တွေကိုလည်းကျွန်တော်ရဲ့ပို့အောင်မှာ score မှုဆောင် match check ပြုနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်